ရှင်လုကာအခန်း16အရှင်ယေရှုဟာတပည့်တော်တွေကိုပါနဲ့တဲ့ဘန္နာဆိုးပုံဥမာနဲ့တွင်တင်တော်မူတယ်။ဒါကိုနားထောင်ကြည့်ရအောင်။အရှင်ယေရှုတပည့်တော်တွေကိုမိန့်တော်မူတာကတထေးတဦးစီမှာဘန္နာဆိုးတယောက်ရှိတယ်။အဲ့ဒီဘန္နာဆိုးကတထေးရဲ့ဥစ္စာတွေကိုအလွဲသုံးစားလုပ်နေတယ်လို့လူတွေကတထေးစီကိုတွားတိုင်ကြတယ်။တထေးဟာဘန္နာဆိုးကိုခေါ်ပြီးအခုငါကြားရတဲ့စကားဟာဘလို့လဲမတန်စရင်အားလုံးငါ့ကိုပေးပါအခုကစပြီးဘန္နာဆိုးမလုံနဲ့တော့လို့ပြောလိုက်တယ်ဒီအချိန်မှာဘန္နာဆိုးဟာငါဘလို့လုပ်ရမလဲတထေးကငါ့ကိုဘန္နာဆိုးအလောက်ကဖြုတ်လိုက်ပြီလဲမလုံနိုင်တောင်းစားဖို့ကလည်းရှက်တယ်ခုဘန္နာဆိုးအလောက်ကပြုတ်သွားတော့လူတွေဟာငါ့ကိုသူတို့အိမ်မှာလက်ခံဖို့ဘလို့လုပ်ရမလဲဆိုတာငါသိပြီလို့စိတ်ထဲမှာသူကြံစည်နေတယ်ဒီလိုနဲ့တထေးကိုပေးစရာအကျွေးရှိတဲ့သူတွေကိုခေါ်ပြီးငါတခင်ကိုအကျွေးဆက်ဖို့ဘယ်လောက်ရှိသလဲလို့ပထမတစ်ယောက်ကိုမေးလိုက်တော့အဲ့ဒီလူကစီအခွက်1000ပေးဖို့ရှိပါတယ်လို့ပြန်ပြောတယ်ဘန္နာဆိုးကလည်းစည်ရင်းကိုယူပြီးအခွက်900လို့အမြန်ရေးမှတ်လိုက်ပါလို့ပြောလိုက်တယ်နောက်တစ်ယောက်ကိုခေါ်ပြီးသင်လဲငါတခင်စီမှာအကျွေးဘယ်လောက်ရှိသလဲလို့မေးလိုက်တော့အဲ့ဒီလူကကျုံစပါးတင်1000ပေးဖို့ရှိပါတယ်လို့ပြန်ပြောတယ်ဘန္နာဆိုးကလည်းစည်ရင်းကိုယူပြီးတင်800လို့ရေးမှတ်လိုက်ဆိုပြီးပြောလိုက်တယ်မတရားတဲ့အဲ့ဒီဘန္နာဆိုးရဲ့ပါးနဲ့လိမ်မာမှုကိုသခင်ကချီးမွမ်းတယ်ဘာဖြစ်လို့လဲဆိုတော့လောကီသားတွေဟာအလုတ်လောက်ကြတဲ့နေရာမှာအလင်းရဲ့သားသမီးတွေထက်ပိုပြီးပါးနဲ့လိမ်မာကြလို့ဖြစ်တယ်တင်တို့ကငါပြောမယ်မတည်မြဲတဲ့လောကီစည်းစိမ်တွေကိုသူတစ်ပါးအကျိုးအတွက်အသုံးပြုပြီးမိတ်ဖွဲ့ကြပါစည်းစိမ်ကုန်သွားတဲ့အခါမှာထာဝရတည်မြဲတဲ့အိမ်တော်မှာသင်တို့ကြိုးဆိုခြင်းခံရလိမ့်မယ်။သေးငယ်တဲ့အမှုမှာတစ္ဆာရှိတဲ့သူဟာကြီးတဲ့အမှုမှာလည်းတစ္ဆာရှိလိမ့်မယ်။သေးငယ်တဲ့အမှုမှာတစ္ဆာမရှိရင်ကြီးတဲ့အမှုမှာလည်းတစ္ဆာမရှိနိုင်ဘူး။ဒါကြောင့်မို့လို့သင်တို့ဟာမတည်မြဲတဲ့လောကီစည်းစိမ်မှာတောင်တစ္ဆာမရှိရင်စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုကိုဘယ်သူကသင်တို့ကိုအနံ့မှာလဲ။တရားရောက်ရဲ့အမှုမှာတစ္ဆာမရှိရင်သင်တို့ကိုဘယ်သူကသူ့ရဲ့ဥစ္စာပစ္စည်းကိုအပိုင်ပေးမှလဲဘယ်သူမှသခင်နှစ်ဦးရဲ့အစေကိုမခံနိုင်ဘူးသခင်တဦးကိုမုန်းရင်နောက်သခင်တဦးကိုချစ်လိမ့်မယ်သခင်တဦးစီမှာအမိပြုရင်နောက်တဦးကိုမယုံမသိပြုလိမ့်မယ်သင်တို့ဟာဖျားသခင်နဲ့လောကီစည်းစိမ်နှစ်မျိုးစလုံးကိုဘလို့မှအတူတွဲပြီးအစေမခံနိုင်ကြဘူးလို့မိန့်တော်မူလိုက်တယ်ကိုတော်တွင်တင်တဲ့စကားတွေကိုငွေတက်မှတ်တဲ့ဖာရီရှဲတွေကြားတဲ့အခါကိုရော့ကိုလှောင်ပြောင်ကြတယ်ကိုရော့ကလည်းသင်တို့ဟာလူတွေရှေ့မှာကိုဖြောင်းမတ်တဲ့သူလို့ဟန်ဆောင်နေပေမဲ့ဖျားသခင်ကတော့သင်တို့ရဲ့စိတ်နှလုံးကိုသိနေတယ်လူအမြင်မှာမြင့်မြတ်တယ်လို့ထင်ရတဲ့အရာဟာဖျားသခင်ရဲ့ရှေ့တော်မှာယွန်းစရာဖြစ်တယ်ယောဟန်မတိုင်မီလူတွေကပြည့်ညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်းကိုပြောနေကြတယ်ယောဟန်ရောက်လာပြီးတဲ့နောက်မှာဖျားသခင်ရဲ့နိုင်ငံတော်နဲ့ဆိုင်တဲ့ဧဝံဂေလိသတင်းကောင်းတရားကိုဟောပြောကြတယ်လူတိုင်းဟာလည်းနိုင်ငံတော်ထဲကိုဝင်ကျင်လို့အလို့ရတိုးဝင်တယ်ပြည့်ညတ်တိကျမ်းတွေကအငယ်ဆုံးအခရာတစ်လုံးပျက်စီးတာထက်ကောင်းကင်နဲ့မြေကြီးပျက်စီးသွားဖို့ကပိုပြီးလွယ်ကူလိမ့်မယ်ကိုမယားကိုကြွားပြီးတခြားမိန်းမတစ်ယောက်နဲ့လက်ထပ်တဲ့သူဟာအိမ်တောင်ကြီးဖောက်ပြန်တာဖြစ်တယ်အဲ့လိုပဲယောက်ျားနဲ့ကြွားထားတဲ့မိန်းမကိုလက်ထပ်တဲ့သူဟာသူတစ်ပါးရဲ့မယားကိုပြစ်မှားတာဖြစ်တယ်လို့မိန့်တော်မူလိုက်တယ်ဒါကတော့ရှင်လုကာအခန်း16အပိုင်ငယ်1မှ18ထိဖြစ်ပါတယ်